တညာတဲ့နဲ့အပူချိန်ကအရှိန်ဟုန်နဲ့ထိုးကျသွားတယ်။တရင်ပေါက်အပြင်ဘက်မှာတဲတဲမဲမဲကျနေတဲ့နှင်းတွေကိုကြည့်ရင်ကျွန်တော်ကတော့အေးအေးဆေးဆေးပဲရှိနေခဲ့တယ်။ရှောင်လွဲလို့မရတဲ့ကပ်ဘေးကနောက်ဆုံးတော့ရောက်လာခဲ့ပြီးဒါပေမဲ့အဲ့ဒီအချိန်မှာအိမ်ပိုင်ရှင် group chat ထဲမှာအရန်ကိုစီကားနေတယ်။တောင်ပိုင်းဒေသမှာဒီလောက်ထိနှင်းထူကြီးကြတာကိုလူတိုင်းပထမဆုံးအကြိမ်မြင်ပူးကြတာပဲဒီအရာအားလုံးကိုကျွန်တော်တီတီငိမ့်ငိမ့်ပဲကြည့်နေခဲ့တယ်။လူအများစုအတွက်တော့ဒါဟာဘဝမှာပထမဆုံးနှင်းကိုမြင်ပူးတာဖြစ်နိုင်တယ်။ပြီးတော့နောက်ဆုံးအကြိမ်လည်းဖြစ်သွားနိုင်တယ်။အရင်ဘဝတုန်းကဒီနှင်းမုန်တိုင်းကြီးဟာ3လတိတိဆက်တိုက်ကြခဲ့တယ်။အပူချိန်ကလည်းတစ်နေ့ထက်တစ်နေ့ပူပူပြီးကျဆင်းလာခဲ့တာကြောင့်ရိတ်ခါကိုကြိုးမစုထားတဲ့လူအများပြားဟာဒီဆောင်းရာသီထဲမှာအေးခဲတည်ဆုံသွားခဲ့ကြတယ်။ရေခဲရိုက်ကဘာရဲ့ဒုတိယနေ့မှာအိမ်ဝင်ပေါက်မှာနှင်းတွေဟာလူတစ်ယောက်ရဲ့ခါလောက်အထိစုပုံနေပြီးအိမ်ထဲကလူတွေကလေးပေးဆက်ကိုအပူမြင့်ဆုံးအထိဖွင့်ထားကြပေမဲ့တကူလုံးတုံရင်နေတော့ပဲဒါပေမဲ့အပူပေးဆက်အမျိုးမျိုးကိုကြိုတင်ပြင်ဆင်ထားတဲ့ကျွန်တော်ကတော့နွေးနွေးထွေးထွေးနဲ့အိပ်ပျော်နေခဲ့တယ်။အဲ့ဒီအချိန်မှာပဲဖုန်းတန်ကြောင့်ကျွန်တော်ရုတ်တရက်နိုးလာခဲ့တယ်။ဖုန်းဆက်လာတဲ့သူကတော့အဲ့ဒီမိမရုပ်ခံယူခြင်းပဲသူမကပျော်ပျော်ရွှင်ရွှင်နဲ့မေးလာတယ်ရှမ်းကြီးရိတ်ခါစုလုံးကရာသီဥတုအရန်အေးတော့မယ်ဆိုတာသိထားပြီးသားလားငါ့ကိုတော့မပြောဘူးအခုဆိုငါအေးခဲနေပြီအဲ့ဒီစကားကြတော့ကျွန်တော်လောက်ရဲလိုက်ပြီးဖုန်းကိုတန်းချလိုက်တယ်ဒီလိုရဲ့ကြောင့်ခံယူခြင်းဒေါသထွက်သွားတယ်ဒီစင်ကငါဖုန်းကိုတော့ချရဲတယ်ပေါ့အဲ့ဒီနောက်သူမကအရှက်မရှိပဲစားစရာတောင်းလာတယ်ဖတ်ပြီးတာနဲ့ကျွန်တော်ရဲလိုက်မိတယ်သူမကကျွန်တော်ကိုအရင်လိုစစ်အဖြစ်ပဲဆက်ဆံလို့ရအောင်မယ်ထင်နေတာလားကျွန်တော်လည်းအကင်နဲ့ဝိုင်မလင်းပါတဲ့ပုံကိုတန်းပိုးလိုက်တယ်ခံယူခြင်းကတစ်ချက်ကြည့်တာနဲ့ဒါကအဆင့်အမြင့်ဆုံးဝါဂရုအမဲသားနဲ့ဒေါ်လာ3သိန်းတန်ဝိုင်ပလင်းဆိုတာသိသွားခဲ့တယ်သူမကချက်ချင်းပဲသူလည်းအကင်စားပြီးဝိုင်တောက်ချင်တယ်လို့ပြောလာတယ်အဲ့ဒီစကားကြတော့ကျွန်တော်ရေလိုက်တယ်စားချင်ရင်စူပါမားကတ်မှာကိုဘာသာသွားဝယ်လေကျွန်တော်စာကိုမြင်ပြီးတဲ့နောက်ခံယူခြင်းဒေါသထွက်လွန်းလို့မျက်နှာတော်နေရဲသွားတယ်ဒါပေမဲ့ခဏလောက်စဉ်းစားပြီးတော့သူမပြန်ငြိမ်သွားခဲ့တယ်ဘာပဲဖြစ်ဖြစ်သူမအတွက်တော့ကျွန်တော်ဟာအပိုင်ဖန်ထားရမယ့်ငါးကြီးတစ်ကောင်ပဲလေကျွန်တော်ကတော့ဗိုက်ပြေးပြီးပြင်းပြင်းနဲ့ TV ထိုင်ကြည့်နေခဲ့တယ်အဲ့ဒီအချိန်မှာပဲအဆောက်အဦရဲ့စောင့်ကြည့်ရေး CCTV နဲ့ချိတ်ထားတဲ့တက်ပလက်ကရုတ်တရက်နိုတီတက်လာတယ်ဘာလဲကြည့်ကြည့်တော့အန်တီလင်းကစကားအော်ပါနေတာကိုကျွန်တော်မြင်လိုက်ရတယ်အားလုံးပဲမထိတ်လန့်ကြနဲ့ရိတ်ခါတွေလည်းအလူရက်မဝယ်ကြနဲ့ဒီလိုအစွန်းရောက်ရာသီဥတုကအများဆုံး2ရက်3ရက်လောက်ပဲကြာမှာပါရက်ကွက်ကော်မတီကလူတိုင်းကိုဒီအခက်အခဲကိုကြော်ဖြတ်နိုင်အောင်ကူညီပေးမယ်ရိတ်ခါအလူရက်ဝယ်ယူတာကဈေးနှုန်းတွေကိုပဲတက်စေမှာဘယ်သူပဲဖြစ်ဖြစ်ရိတ်ခါတွေကိုတူလောင်ဖို့စူးစမ်းကြည့်လိုက်အာနာပိုင်တွေကိုတိုင်ကြားပြစ်မယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲသူတို့နောက်ကနေအတန်တန်ထွက်ပေါ်လာတယ်အန်တီလင်းဒီနင်းကမကြခင်ရက်သွားမယ်ဆိုတာတေချာလို့လားလူတိုင်းကိုအပြင်ထွက်ပြီးပစ္စည်းမဝယ်အောင်တားထားတာတကယ်လို့တစ်ခုခုဖြစ်လာရင်တာဝန်ယူမှလားအဲ့ဒီစကားကြတော့အနီးနားကအိမ်ပိုင်ရှင်တွေကလည်းတယောက်ပြီးတယောက်ထောက်ခံပြောလာကြတယ်အခုရိတ်ခါမဆူထားရင်နောက်မှစားစရာကုန်သွားရင်ခမရတာဝန်ယူမှလားအန်တီလင်းကတော့ချက်ချင်းပဲဒီကိစ္စအတွက်ရက်ကွက်ကော်မတီကအပြည့်အဝတာဝန်ယူမယ်လို့အာမခံလိုက်တယ်ပြီးတော့ကျွန်တော်ကိုလက်ညှိုးထိုးပြီးဆဲဆိုတော့တယ်ရှမ်းချီဒီမှာလာပြီးမရှုံနဲ့ဒီလိုရိတ်ခါစုဆောင်းတာကဥပဒေချိုးဖောက်တာပဲဒါပေမဲ့ကျွန်တော်ကတော့သူမနဲ့အငြင်းမကွာချင်ဘူးလှည့်ထွက်လာပြီးကျွန်တော်ရဲ့အလုံးကြုံဆုံးခံတက်သေးကိုပဲပြန်ဝင်သွားလိုက်တယ်တပတ်ဆိုတဲ့အချိန်ကမြက်မြက်ဆဆန်ကုန်သွားခဲ့ပေမဲ့အပြင်မှာကျနေတဲ့နှင်းတွေကတော့ရက်မဲ့အရေးအယောင်လုံးဝမရှိသေးဘူးကျွန်တော်ကတော့အရင်လိုပဲအိမ်ထဲမှာအေးအေးဆေးဆေးနေပြီးပျော်ပျော်ရွှင်ရွှင်အချိန်ဖြုံးနေခဲ့တယ်ရုတ်တရက်ဖုန်းထဲကို message တစ်စောင်ဝင်လာခဲ့တယ်ကြည့်လိုက်တော့ group chat ထဲမှာအန်တီလင်းကကျွန်တော်နာမည်ကိုတိုက်ရိုက်ခေါ်ပြီးနှင်းထွက်ရှင်ဖို့ဆင်းလာခိုင်းနေတာပဲကျွန်တော်ကတော့ဆင်းတော်မစင်းစားပဲတန်းညင်းလိုက်တယ်ဒီလောက်ထိနှင်းတွေအဆက်မပြတ်ကြနေတာရှင်းတဲ့နှုံးကကြားတဲ့နှုံးကိုဘလို့မှမမီနိုင်ဘူးတိတာနေတာကတော့အန်တီလင်းကကျွန်တော်ကိုတက်တက်ပညာပြချင်နေတာပဲဒီလိုညင်းလိုက်တာကြောင့်အန်တီလင်းဒေါသထွက်လွန်းလို့အံပါကျိတ်နေတယ်ပြီးတော့ရက်ကွက်ကော်မတီကိုအကြောင်းပြပြီးအမိတ်ပေးလာပြန်တဲ့ရှမ်းချီမင်းမဖြစ်မနေနှင်းထွက်ရှင်းရမယ်ဘသူပဲဖြစ်ဖြစ်အာနာကိုစန့်ကျင်ရဲရင်နှင်းကပ်ပေးပြီးသွားတဲ့အခါရက်ကွက်ကော်မတီကတေချာပေါက်အေးအေးယူလိုက်မယ်အဲ့ဒီစာကိုမြင်လိုက်တော့ကျွန်တော်အေးဆက်ဆက်ရေးလိုက်တယ်အာနာပြချင်လိုက်တာပြီးတာနဲ့ကျွန်တော်လဲစာရှည်ကြီးတစ်စောင်ရိုက်ပြီး group chat ထဲတန်းပို့လိုက်တယ်ရက်ကွက်ထဲကတထေးသားတွေကိုတော့ခေါ်တာမတွေ့ပါလားရိုးသားစူးစမ်းနေတဲ့လူတွေကိုပဲရွေးပြီးဖိနှိပ်နေတာလားအန်တီလင်းဒီလောက်တော်နေရင်စူဟောင်နဲ့ခြံချင်းဟောင်ကိုတွားခေါ်ပြီးနှင်းထွက်ရှင်းခိုင်းပါလားခြံချင်းဟောင်ကစောက်လုပ်ရေးလုပ်ငန်းရှင်ကြီးဖြစ်ပြီးသူ့လက်အောက်မှာလူရနဲ့ချီရှိတယ်ပြီးတော့စူဟောင်ကလည်းနေရာတိုင်းမှာအဆက်အသွယ်ရှိတဲ့တထေးသားတစ်ယောက်ပဲအရင်ဘဝတုန်းကဒီနှစ်ယောက်ကကျွန်တော်အိမ်ကိုအတင်းဖောက်ဝင်ပြီးကျွန်တော်ရဲ့စားစရာအားလုံးကိုလူယူသွားခဲ့ကြတာပဲကျွန်တော်စကားကိုကြားလိုက်တော့ group chat ထဲကလူတွေကလည်းတယောက်ပြီးတယောက်ထောက်ခံပြီးစုညံလာကြတယ်ရှမ်းချီပြောတာမှန်တယ်တကယ်တတိရှိရင်သူတို့ကိုတွားခေါ်လေအဲ့ဒီစာတွေကိုမြင်လိုက်တော့အန်တီလင်းဒေါသထွက်ပြီးအော်ဆဲတော့တယ်တိတာနေတာကတော့ကျွန်တော်စကားကြောင့်သူမအဆက်ကွဲသွားပြီးစကားပြန်ရုပ်လို့မရတော့ဘူးနောက်ဆုံးမှာတော့အန်ဂျိတ်ပြီးစိတ်မပလက်မပနဲ့ group chat ထဲမှာအဲ့ဒီနှစ်ယောက်ကိုလည်းနှင်းထွက်ရှင်းမှုခေါ်လိုက်ရတယ်ခြံချင်းဟောင်ကစာကိုမြင်တာနဲ့ချက်ချင်းဆဲဆိုတော့တယ်မင်းယူနေလားထက်လာပြီးငါ့ကိုအနှောက်ယှက်ပေးရင်မင်းကိုတက်ပြစ်မဲ့စူဟောင်ကလည်းဝင်ထောက်ခံလိုက်တယ်ဘာမဟုတ်တဲ့ကောင်ကအိမ်ပိုင်ရှင်တွေစီကပတ်စံယူပြီးနေတိုင်းအာနာလာပြနေတာအခုတော့ကိုတကယ်ဆရာကြီးထင်နေတာလားမင်းလိုစင်းရဲသားတွေကိုငါတော့စကားပြောချင်စိတ်မရှိဘူးအဲ့ဒီစာကိုမြင်လိုက်တော့အန်တီလင်းဒေါသထွက်လွန်းလို့တုံနေခဲ့ပေမဲ့တခွန်းတောင်ပြန်မပြောရဲပဲအပြစ်အားလုံးကိုကျွန်တော်ပေါ်ပဲပုံချလိုက်တယ်ရှမ်းချီမင်းကငါ့ကိုတက်တက်ဒုက္ခပေးချင်နေတာမဟုတ်လားဘယ်သူမှနှင်းထွက်မရှင်းရရင်
မင်းကျင်နေပြီမလားကျွန်တော်လည်းဖုန်းကိုကောက်ယူပြီးအတန် message ပို့လိုက်တယ်ပြီးတော့လောင်ရရင်ပြောလိုက်တယ်တခြားလူစီမှာအစဲခံလာရပြီးငါ့ကိုအဖြစ်ပြောချင်နေတာလားယုံချင်ယုံမယုံချင်နေထပ်ပြီးအတိတ်ပဲမရှိတဲ့စကားတွေပြောနေအောင်မယ်ဆိုရင်မင်းကငါတကယ်တက်ပြစ်မယ်ကျွန်တော်လေတံမာနေတာကိုကြားလိုက်တော့အန်တီလင်းချက်ချင်းနောက်ဆုတ်သွားတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲကျွန်တော်အိမ်ရှိတကားကနေဒုံးဆိုတဲ့အတန်ကျေကြီးထွက်လာခဲ့တယ်အပြင်ဘက်မှာချန်ချင်းဟောင်အော်ဟစ်နေတာကိုကြားလိုက်ရတယ်ရှမ်းချီ group chat ထဲမှာမင်းကဲနေတယ်မဟုတ်လားယုံချင်ယုံမယုံချင်နေဒီနေ့မင်းကိုတက်ပြစ်မယ်အဲ့ဒီစကားကြားတာနဲ့ကျွန်တော်ဒူးလေးကိုကောက်ကင်ပြီးတကားနာကိုရှောက်သွားလိုက်တယ်ဘသူကဘသူကိုတတ်မယ်ဆိုတာအခုထိမသေးချသေးပါဘူးချက်ချင်းကျွန်တော်များကိုချိန်ပြီးပြစ်လိုက်တာသူ့ရဲ့ခြေတလုံးကိုဓာတ်ရိုက်ဖောက်သွားတယ်ဒဏ်ရာရသွားတဲ့ချန်ချင်းဟောင်ကမြေကြီးပေါ်လဲကျသွားပြီးနာကျင်လွန်းလို့အဆက်မပြတ်အော်ဟစ်နေတော့တယ်အမြဲရိုးသားတဲ့လူတစ်ယောက်လို့ထင်ထားတဲ့ကျွန်တော်ကလက်စွမ်းပြလိုက်ရင်ဒီလောက်ရက်ဆက်လိမ့်မယ်လို့သူဘယ်တော့မှမထင်ခဲ့ဘူးဒါပေမဲ့သူမသိသေးတာကဒါဟာကျွန်တော်ရဲ့လက်စားချေတဲ့ဇလန်းရဲ့အစပဲရှိပါသေးတယ်အခုချိန်မှာအပူချိန်ကအနုတ်100ဒီဂရီအထိကျဆင်းနေပြီခြေထောက်ကိုမြားဖောက်ခံထားရတဲ့ချန်ချင်းဟောင်ကတော့ကယ်ဖို့မဖြစ်နိုင်တော့ဘူးအချိန်မီဆေးကုသမှုမရဘူးဆိုရင်ဒီအေးခဲလာတဲ့ရာသီဥတုထဲမှာဖြည်းဖြည်းချင်းတိတ်ဆုံးသွားဖို့ပဲကြံတော့တယ်ပြင်းထန်တဲ့နာကျင်မှုကိုအန်ကျိတ်ခံရင်ချန်ချင်းဟောင်ကတရုတ်တိုက်နဲ့ဓာတ်လေကားထဲဝင်သွားခဲ့တယ်သူနဲ့အချိန်နှဲငယ်ပဲတွေ့ဘူးတဲ့ကျွန်တော်ကသူ့ကိုတကယ်တက်ပစ်ချင်နေတယ်ဆိုတာကိုတော့သူဘလို့မှထင်မှတ်မထားခဲ့ဘူးဒီအတွေးဝင်လာတာနဲ့ချန်ချင်းဟောင်ဟာကြောက်လန့်တုန်လှုပ်သွားခဲ့ပါတယ်ဒါကြောင့်သူချက်ချင်းဖုန်းထုတ်ပြီးအရေးပေါ်နံပါတ်ကိုခေါ်လိုက်ပါတယ်ဒါပေမဲ့မြို့တစ်မြို့လုံးဟာနင်းထူကြီးအောက်မှာဖုန်းလန်းနေပြီဖြစ်ပြီးဆေးရုံကလူနာတင်ရင်တွေကလုံးဝမရောက်လာနိုင်တော့ပါဘူးအခြားရွေးချယ်စရာမရှိတော့တဲ့ချန်ချင်းဟောင်ဟာအိမ်ပြန်ပြီးကိုယ်တန်ရာကိုကိုယ်တိုင်ကုသဖို့ပဲကြံပါတော့တယ်ကံကောင်းတာကရာသီဥတုကအလွန်အေးခဲနေတဲ့အတွက်သူ့ခြေထောက်ဟာအေးဒဏ်ကြောင့်ထုံကျင်းလူနီးပါးဖြစ်နေခဲ့ပါတယ်နောက်ဆုံးမှာတော့လက်အားစုပြီးချန်ချင်းဟောင်ဟာမြားကိုဆွဲထုတ်လိုက်ပါတယ်ပြီးတော့ဖုန်းကိုထပ်ထုတ်ပြီး group chat ထဲမှာချင်းချောက်စာရေးပို့လိုက်ပါတယ်ရှမ်းချီမင်းဆောင်နေစမ်းငါမင်းကိုတက်ပြမယ်သူ့ရဲ့ချင်းချောက်မှုကိုကျွန်တော်ကတော့လုံးဝမကြောက်ခဲ့ပါဘူးယုံကြည်မှုအပြည့်နဲ့ပြန်ပြောလိုက်တယ်ဆက်ပြီးအာနေအောင်မယ်ဆိုရင်မင်းကြံတဲ့ခြေထောက်ကိုပါငါထပ်ပစ်လိုက်မယ်ဒီစကားကိုမြင်လိုက်တာနဲ့ group chat ထဲကကြည်နေသူအားလုံးအံ့ဩသွားကြပါတယ်ရက်ွက်ထဲမှာဆရာကြီးလိုအာနာပြနေတဲ့ချန်ချင်းဟောင်ကိုဓာတ်ရိုက်ပြန်ခံပြောရတဲ့သူဒါပထမဆုံးပဲလေမကြခင်မှာပဲသူကဖုန်းကောက်ကင်ပြီးသူ့ရဲ့လက်အောက်ငယ်သားရချီကိုခေါ်လိုက်ပါတယ်ခဏအတွင်းမှာပဲလက်နက်ကိုစီကင်ထားတဲ့လူတအုပ်ကြီးဟာအပြေးရောက်လာခဲ့ပါတယ်ဖြစ်ပျက်ခဲ့သမျှကိုတီးပြီးတဲ့နောက်ကတုံးဦးဆောင်တဲ့လူတစုဟာကျွန်တော်အိမ်ရှိကိုရောက်လာခဲ့ပါတယ်မင်းကအကိုကြီးချန်ချင်းဟောင်ကိုတွားစော်ကားရဲတယ်ပေါ့ဒီနေ့ကမင်းတည်တဲ့နေ့ပဲအဲ့ဒီလိုပြောပြီးသူကဓမ္မကြီးနဲ့ကျွန်တော်တကားကိုခုတ်ချလိုက်ပါတယ်ဒါပေမဲ့သူ့သားဟာအဝေးကိုလွတ်ထွက်သွားခဲ့ပါတယ်ဒီမြင်ကွင်းကြောင့်လူမိုက်တွေတောင်အသေးတုံသွားကြပါတယ်ဒီကောင်လေးကလူပနှစ်ယောက်ကိုရန်ဆထားလို့လဲသူ့အိမ်ကလက်ခုံထက်တောင်ပိုခိုင်ခန့်နေပါလား CCTV ထဲကနေအဲ့ဒီမြင်ကွင်းကိုကြည့်ရင်ကျွန်တော်ရင်မိလိုက်ပါတယ်ဗိုက်စာနေကြတာလားနည်းနည်းပိုစူးစမ်းကြပါဦးအပြင်ဘက်မှာလူတစုဆဲဆိုပြီးဒေါသထွက်နေကြတာကိုမြင်လိုက်တော့ကျွန်တော်အကြံတစ်ခုရုတ်တရက်ပေါ်လာခဲ့ပါတယ်ချက်ချင်းပဲရေပိုက်တစ်ချောင်းကိုယူပြီးမိဖို့ချောင်ကရေပုံပိုင်နဲ့ချိတ်ဆက်လိုက်ပါတယ်ဘာလို့ဒီလောက်ဒေါသထွက်နေကြတာလဲလားငါမင်းတို့ကိုအေးချမ်းသွားအောင်လုပ်ပေးမယ်အပြင်ဘက်ကလူမိုက်တွေဟာတကားတော့ရုတ်တရက်ပွင့်လာတာကိုမြင်လိုက်ရတော့ချက်ချင်းသတိထားလိုက်ကြပါတယ်ညမဟုတ်မှန်းသိလိုက်ရတော့အားလုံးရေမောလိုက်ကြပါတယ်ဒါပေမဲ့ဘသူထင်ပါလဲရေပိုက်ထဲကအေးခဲနေတဲ့ရေအေးတွေအရှိန်ပြင်းပြင်းပန်းထွက်လာခဲ့ပါတယ်မကြခင်မှာပဲလူတစုလုံးဟာအေးခဲပြီးမြေကြီးပေါ်လဲကျသွားကြပါတော့တယ်၃ယောက်ပဲထွက်ပြေးလွတ်မြောက်နိုင်ခဲ့ပါတယ်ဒီမြင်ကွင်းကိုကြည့်ပြီးကျွန်တော်အတော်လေးကျဉ်းနှံ့မိခဲ့ပါတယ်ဒီလိုအေးခဲနေတဲ့ရာသီဥတုမှာရေအေးဟာဘယ်လက်နက်ထက်မဆိုပိုပြီးသေးစေနိုင်ပါတယ်တစ်ဖက်မှာတော့ထွက်ပြေးလွတ်မြောက်လာတဲ့၃ယောက်ဟာကပ်ပြီးအနှွေးတက်ယူနေကြပါတယ်ချန်ချင်းဟောင်ကသူတို့ကိုကြည့်ပြီးအော်ဟစ်လိုက်ပါတယ်ဘာတွေဖြစ်သွားကြတာလဲလူတအုပ်လုံးနဲ့တောင်ကောင်လေးတစ်ယောက်ကိုမနိုင်ကြဘူးလားဒီစကားကိုကြားလိုက်တော့၃ယောက်သားအမြန်ရှင်းပြလိုက်ကြပါတယ်ရှမ်းချီကတိတ်ကိုညံများတယ်သူ့အိမ်ရှိတကားကိုတမဏိတကားအဖြစ်ပြောင်းထားတယ်ကျွန်တော်တို့အကြာကြီးခုတ်တာတောင်စေးနည်းနည်းပဲကွာသွားတယ်အဓိကသူကကျွန်တော်တို့ကိုရေအေးတွေနဲ့ပတ်လိုက်တာပါဒီစကားကိုကြားလိုက်တာနဲ့ချန်ချင်းဟောင်ဒေါသအရန်ထွက်သွားတယ်အခုမှပဲတကားကဘာလို့ဒီလောက်မှနေတာလဲဆိုတာသိတော့တယ်ဒါပေမဲ့စိတ်မပူနဲ့ဒီကောင်ကတသက်လုံးအဲ့ဒီထဲမှာပုံနေလို့မရဘူးလူတချို့ကိုသူ့အိမ်ရှိမှာနေရောညပါစောင့်ခိုင်းထားခေါင်းထွက်ရဲတာနဲ့သူ့ကိုအပိုင်းပိုင်းဖြတ်ပစ်လိုက်ဒါပေမဲ့ तू မသိတာကကျွန်တော်အိမ်ထဲမှာတင်ထားတဲ့အစားအစာတွေဟာတသက်စာမကဘူးဘဝဆယ်ခုစာတောင်စားလို့မကုန်နိုင်ပါဘူးတစ်ဖက်မှာတော့ဦးလေးယူကလူတချို့ကိုဥဆောင်ပြီးရက်ွက်ဝင်ပေါက်ကနှင်းတွေကိုရှင်းလင်းနေခဲ့ပါတယ်သူတို့ရဲ့ရည်ရွယ်ချက်ကတော့စူပါမားကတ်အထိလမ်းဖောက်ပြီးအစားအစာတွေပြန်ဖြည့်ဖို့ပါဒါပေမဲ့သူတို့နှင်းရှင်းတဲ့အချိန်ကနှင်းကြတဲ့အချိန်ကိုလုံးဝမရှင်းနိုင်ခဲ့ပါဘူးခဏအကြာမှာတော့သူတို့လက်လျှော့ပြီးအိမ်ပြန်ဖို့ပြင်ဆင်လိုက်ကြပါတယ်ဒီမြင်ကွင်းကိုကြည့်ရင်ကျွန်တော်တက်ပြင်းချလိုက်မိပါတယ်လူသားတွေရဲ့အင်အားဟာဒီလောက်ဆိုးတဲ့ကပ်ပေးကြီးကိုလုံးဝမရှင်းနိုင်ပါဘူး TV မှာတော့ပြည်သူတွေစိတ်ချစေဖို့နိုင်ငံတော်ကနှင်းပေးကိုအင်အားပြည့်နဲ့ဖြည့်ရှင်းနေတယ်လို့အဆက်မပြတ်သတင်းထုတ်ပြန်နေပါတယ်ဒါပေမဲ့ကမ္ဘာတဝန်းကတက်ရှိတွေရဲ့90%ဟာဒီနှင်းကပ်ပေးထဲမှာ AKB တည်ဆုံးကြရမယ်ဆိုတာကျွန်တော်တယောက်တည်းသာသိနေခဲ့ပါတယ်18နှစ်ကြာကျွန်တော်ချစ်ခဲ့ရတဲ့မိန်းကလေးကထပ်ပြီးစာပို့လာပြန်ပါတယ်အဆင်ပြေရဲ့လားတဲ့အဲ့ဒီစာကိုမြင်လိုက်တော့ကျွန်တော်မရေပဲမနေနိုင်တော့ပါဘူးအရင်ဘဝတုန်းကသူမသာကျွန်တော်ကိုတက်ပြီးမစားခဲ့ဘူးဆိုရင်သူမကိုဖြူစင်တဲ့ပန်းလေးတစ်ပွင့်လိုပဲမြင်နေဦးမှာပါဒါကြောင့်ကျွန်တော်အေးဆက်ဆက်နဲ့ပြန်စာပို့လိုက်ပါတယ်ကျွန်တော်အဆင်ပြေပါတယ်ဒါပေမဲ့ခံယူခြင်းကတော့မရှက်မကြောက်နဲ့စားစရာတောင်းလာပြန်ပါတယ်
နောက်မှကျေးဇူးပြန်ဆက်မယ်လို့တောင်ပြောလာခဲ့ပါတယ်ကို16နှစ်ကြာချစ်ခဲ့ရတဲ့သူရဲ့တောင်းဆိုမှုကိုကျွန်တော်ကတော့တုံ့ဆိုင်မှုမရှိဘဲသဘောတူလိုက်ပါတယ်ပြီးတော့သူမရဲ့စားခြင်းစိတ်ကိုနှိုးဆော်ဖို့ကြောက်ပစုံပုံတပုံပို့လိုက်ပါတယ်နောက်ပြီးလှောင်ပြောင်တဲ့အတန်နဲ့ထပ်ပြောလိုက်ပါတယ်ကျွန်တော်ကတော့စားလို့ဝနေပြီးဒီစာကိုမြင်လိုက်တာနဲ့ခံယူခြင်းဒေါသထွက်သွားပြီးကျွန်တော်ကိုသူမရဲ့စက်ကွင်းထဲကနေထုတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီအချိန်မှာသူမရဲ့တငယ်ချင်းလူယုံမကကျွန်တော်စီစာပို့လာခဲ့ပါတယ်ဘာလို့ဒီလောက်တုံးနေတာလဲခံယူခြင်းကအခုတကယ်ဒေါသထွက်နေပြီးဒီစာကိုမြင်လိုက်တော့ကျွန်တော်ထက်ရမိပြန်ပါတယ်သူတို့ကတကယ်တရုပ်ဆောင်ကောင်းတာပဲတယောက်ကလူကောင်းလို့တယောက်ကလူဆိုးလို့ဟုတ်လားလက်မလျှော့သေးပဲဆက်ပြောလာသေးတယ်ဒီနင်းကဒီလောက်ကြာမှမဟုတ်ဘူးအစာနဲ့ငက်ခံပြီးခံယူခြင်းကိုအရင်ရအောင်ဖန်ဆားလိုက်လေအဲ့ဒါဆိုအမျက်ပဲမဟုတ်လားဒီစကားကိုတော့ကျွန်တော်လစ်လူရှုလိုက်ပြီးအင်းလိုပဲပြန်လိုက်ပါတယ်ဒီအဖြေကသူမကိုဒေါတောက်ကွဲစေခဲ့ပါတယ်ဒီစင်ကဘလို့လုံးရုတ်တရက်ကြီးလူရုပ်မှဖြစ်သွားတာလဲခံယူခြင်းကတော့တပြင်းချယုံပဲတက်နိုင်ပါတော့တယ်ဘာကြောင့်ကျွန်တော်ရဲ့သူမအပေါ်ထားတဲ့သဘောထားကဒီလောက်တောင်ပြောင်းလဲသွားတာလဲအဲ့ဒီအချိန်မှာသူမရဲ့တငယ်ချင်းမိန်းမရုပ်ကအကြံပေးလိုက်ပါတယ်စင်တယောက်ဆုံးရှုံးသွားရင်လည်းဘာဖြစ်လဲတခြားစင်တွေရှိသေးတာပဲမဟုတ်လားဒီစကားကိုကြားလိုက်တော့ခံယူခြင်းမျှော်လင့်ချက်ရသွားပြီးတခြားစင်တယောက်ကိုချက်ချင်းဆက်သွယ်လိုက်ပါတယ်မကြခင်မှာပဲရှိုးပန်းဟာအပြည့်ရောက်လာပြီးဒါဟာသူ့မှာကြံနေတဲ့အစားအစာအလုံးပဲလို့ပြောပါတယ်ဒီစကားကိုကြားလိုက်တော့ခံယူခြင်းရင်ခုန်သွားပြီးသူ့ကိုချက်ချင်းကျေးဇူးတင်လိုက်ပါတယ်ရှိုးပန်းရှင်ကတကယ်လူကောင်းတစ်ယောက်ပဲရှိုးပန်းကသူ့ရဲ့အချစ်စကားတွေမပြောရသေးခင်မှာပဲခံယူခြင်းတငယ်ချင်းကတကားကိုချက်ချင်းပိတ်လိုက်ပါတယ်မျက်တောင်တစ်ခတ်အတွင်းမှာပဲ3ရက်ကုန်သွားခဲ့ပေမဲ့နင်းတွေကတော့မရက်မနာဆက်လက်ကျဆင်းနေသေးပါပဲကြက်ပေါင်တစ်ချောင်းကိုကိုက်စားရင်းဖုံးကအချိန်ကိုကြည့်ပြီးကျွန်တော်တွေးလိုက်မိပါတယ်ဇက်ရှိန်ကစပြီးမြင်းတော့မှာပဲ